နေနေနေရောက်သူပွဲချင်လို့လေကျွန်တော်မေးလိုက်ပေါ့ဘာဖြစ်လို့ပွဲချင်တာတော့ဒီမှာရေးကဘာအချိလို့တော့ဆိုတော့အကြောင်းလေးကပြောတယ်ဒါရှားတယ်ကွမုန်းတိုက်လို့တဲ့ဟာပြောမင်းလေးလည်းပြောကျွန်တော်တိုက်လာကြပြီရှားတယ်တိုက်ရှင်တော့ဘူးတဲ့ဟာအဲ့တော့ကျွန်တော်လည်းထပြီးရတာပေါ့ဟာမတိုက်တော့လည်းမစိုးနဲ့ပေါ့လို့ကိုယ်ရဲ့လင်မယားဆိုပေမဲ့သူ့ရဲ့သဘောတူညီချက်ရမှာခွင့်ပြုချက်ရမှာဒီကအမျိုးကသူ့မလို့ကောင်းတာလေဗျာဆိုတော့အဲ့ကြောင့်ပဲယောက်ျားပြပြလေးထားတယ်မှုစရာလေဆရာထင်ပြီးတော့မဟုတ်ဘူးတဲ့ဟိုကျွန်တော်တို့ကကလေးလေးတယောက်ရှိတယ်တနေ့အရွယ်တဲ့အဲ့ကလေးကနိုးမတိုက်တာတဲ့အဲ့တော့ကျွန်တော်ကနေစိတ်ဆိုးပြီးတော့ယနေ့ဖြည့်ရနေပါကျွန်တော်တို့ဘလုံးမချစ်ဆက်သွားဖို့အဆင်မပြေတော့လို့ဒီမှာပြရတယ်ကိုထင်တာတမျိုးသူတို့ဖြစ်နေတာတမျိုးအဲ့လိုချစ်တွေကိုတော့ပြီးဆုံးပြောတင်တာပေါ့လို့ကျွန်တော်ကတို့နှစ်ယောက်ကိုပြောလိုက်ပြီးတော့